အာယုံတွေကကုန်ရှုပ်ထွေးရင်ယုံကြည်လာသမျှတကယ်တော့မရွေငါကိုယ်တိုင်ကဘာမှမရှင်းလေထပ်ပေါက်တစ်ခုရိုက်ဖွင့်လာရန်သူတွေနဲ့ငါတိုက်ရတော့ခန္ဓာရည်ကပိုထက်မြက်ခဲ့ငါကိုယ်တိုင်ကရန်သာဖြစ်ခဲ့ဒါငါနဲ့ငါရဲ့တိုက်ပွဲဒီယုံနဲ့လုံးပြန်တောင်းသွားတယ်မြောက်ရီဖန်ကကိုင်းဆုံးထားတယ်ကောင်းကင်ထက်မှပြန်တန်းခဲ့တယ်ဘာကိုယ်ကမှငါစစ်ချင်တယ်ဒီယုံရိုင်းတွေမြင်ကြရလားဒီမုန်တိုင်းထိုးပေါက်ပြန်ပြီစေကျွန်တော်စုနေတဲ့အချိန်မှာစိတ်ထဲကခံစားချက်ပြောပါဆိုရင်ကျွန်တော်စိတ်ထဲမှာတိုက်ပွဲဖြစ်နေတာပေါ့အန်ဩစရာကြီးတွေအများကြီးလုပ်ကြတယ်တကယ်အန်ဩစရာကြီးပါ music ကကိုက music တီးနေတဲ့အခါမှာဒါ music ကိုဇံဝင်စားနေတဲ့အချိန်တွေကကြိုက်နေပြီဒီတခြင်းဆိုတာကြိုက်တယ်ဆိုတော့ပိုးတဲ့စကားလုံးလို့ရှိရင်ပိုကောင်းတယ်ကြိုက်တယ်ကျွန်မကြောက်တောင်ကြောက်သွားတယ်ကြေးပြအရိုက်ခံရတော့မလားမူတရားအရန်ကောင်းတယ်အရန်အဆိုတက်တာပဲအရန်အဆိုပိုင်တာပဲ key frame ကလည်းအရန်ကျဲတာပဲလို့ပရိသတ်တယောက်ကိုအထင်ကြီးစေပါတယ်ကျွန်တော်ကနည်းနည်းလေးပြောချင်ပါတယ်ဒါမှားသွားတဲ့နေရာလေးတစ်ချက်တိုင်းလေးကိုပြောပြပါဟုတ်ဆိုလိုမှာပြန်ဝင်ရမယ့်ချိန်လေးအောင်လည်းကျွန်တော်ဝင်မိတယ်။အားကြောင့်အရန်ကောင်းနေပြီအချိန်နဲ့နားထောင်အဲ့နေရာမှာအဲ့လိုဖြစ်သွားတော့ဆရာနည်းနည်းတော့လန့်သွားဒါပေမဲ့တော်တော်လည်းနောက်ပိုင်းအဲ့အပေါ်မှာဒါစိတ်ခံစားမှုမျိုးပဲနဲ့ကိုလှုပ်တဲ့အလုပ်ကိုပြီးပြင်းအောင်အဆုံးထိလှုပ်သွားတယ်ဆိုတော့အမှန်သဘောကျကောင်းပါအားလုံးထဲမှာဟိန်းထွက်အောင်ရဲ့သားရဲ့ဘိုကရိတ်ကအရန်ကျဲတာမှတခြားသူတွေတဲ့1တုံး2တုံးနီးပါးလောက်ကိုကျဲတယ်ဒါကဟိုနိုင်ငံတကာမှာရှိတဲ့အဆိုတော်တွေရဲ့ rate ပြောလောက်ရှိတယ်အဲ့ဒါကကိုယ့်ရဲ့အားသာချက်ပေါ့နော်အဲ့တော့အဲ့အားသာချက်ကိုရှိပေမဲ့လည်းတချို့ကအသုံးမချနိုင်ရင်သိမပေါ်လွယ်ဘူးပေါ့ဥပမာဆိုရင်ဟိန်းထွက်အောင်ကသူတိတ်ပြီးတော့အရန်ကြီးဒါကိုပိုင်နိုင်အသုံးမချနိုင်ခဲ့သေးဘူးဒါပေမဲ့အောက်ထက်ကတော့ဒါကိုအပြည့်အဝကိုယ့်ရဲ့အားသာချက်ကို
အပြည့်အဝတစ်ချင်းထဲမှာအသုံးချပြီးတော့အောင်မြင်မှုကြီးကြီးကိုရအောင်ဆိုနိုင်တယ်လို့ဆရာထင်ပါတယ်အဝင်လေးလွဲတာမေ့တာဒါမျိုးကတစ်ခါတလေဖြစ်တတ်ပါတယ်ဆရာသဘောကျတဲ့တစ်ခုကတော့ဒီတိမ်နေတစ်ခုပြီးတစ်ခုအပြောင်းလဲတိုင်းမှာဒါကပုံစံမတူတဲ့မထင်မှတ်ထားတဲ့အသစ်တွေပေါ့ဒါချပြတယ်အသစ်တွေပုံစံတွေကိုချပြတဲ့အခါတိုင်းမှာကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့ပုံသဏ္ဍာန်ကိုယ့်ရဲ့ဟန်ကိုအမြဲတမ်းခိုင်ရမှာဖော်ထုတ်နိုင်တယ်ပေါ့အဲ့တခုကတကယ်အားသာချက်ကြီးပါပဲကျေးဇူးပါ